သမီးဖြစ်သူကိုနောက်ဘေးပြန်ပွဲမှာပြန်ခိုင်းတော့ဖို့ဆိုပြီးဖွင့်ဟလိုက်တဲ့ခင်နာဆိုရဲ့မိခင်ကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်နာဆိုကတော့အစိုးလောကကနေ Miss Universe ကိုကူးပြောင်းလာခဲ့သူဖြစ်ပါတယ်အခြေတလိုက်နဲ့ယုံကြည်မှုရှိလို့နေတာကြောင့်ပရိသတ်ချိုကအားပေးလာခဲ့တာပါဒါအပြင်မှာတော့အမကန်ပရိသတ်တောက်တင်းတာကြောင့်ဒီနေ့တွေစောင့်ကြည့်ကျင်စရာလည်းဖြစ်လာခဲ့ရပါတယ်ခင်နာဆိုအနေနဲ့ပြန်ပွဲနောက်ဆုံးဆင့်မှာတော့တော်တန်းထိတောင်းဝင်ခဲ့ရပါတယ်ကိုရိုင်းက Miss ရုံမရှိပေမဲ့လည်းအိမ်မက်ကိုကောင်းတဲ့ပေါ်ချင်တာကြောင့်ဝင်ပြိုင်ခဲ့တာပါ။ဒါကြောင့်လည်း Amplis ဖြစ်တာမဆန်းကြောင်ထုတ်ပြန်သွားခဲ့ရပါတယ်။ပရိသတ်ချိုအနေနဲ့ချီမိုးလုံးနဲ့မူရတွေကြောင့်ဘဝင်မကျဖြစ်နေကြရပါတယ်။ဒါပေမဲ့လည်းပြောတဲ့အတိုင်းလှုပ်ပြတတ်တာကြောင့်အချို့ကတော့အားကျနေကြရတာပါ။ဒါကြောင့်လည်းဝင်းနာစုရခြင်းမရခြင်းပေါ်အဖွဲ့ရလည်းနှစ်ဖွဲ့ကွဲလာရပါတယ်။ခင်နာဆိုရဲ့မိခင်ကတော့ပြန်ပွဲတစ်ခုအတွက်ချင်းကြရမှုဟာစိတ်ရောလူပါပင်ပန်းရကြောင်းဆိုလာခဲ့ပါတယ်။ဒါကြောင့်သမီးဖြစ်သူရဲ့ပင်ပန်းမှုကိုမကြည့်ရသလိုဖြစ်ခဲ့ရတာပါ။ဒါအပြင်မှာတော့နောက်ပြိုင်ပွဲတွေကိုလည်းပြန်ခိုင်းဖို့စီစဉ်မရှိတော့ကြောင်းပြည်သက်ထံအသိပေးသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ခင်နာဆိုကတော့ထက်ပြိုင်မှာဖြစ်ကြောင်းဆိုထားခဲ့သူပါ။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။